ပုံမြင်ထဲကအဖိုးကတားဘယ်နှယောက်ရှိတော့ 3 ရက် ဘယ်နှယောက်လုံး 3 ရက် အေးဆီယမာကဒီမှာမင်းတို့တွေတားသမီး10ယောက်ရှိတယ်ရော့10ယောက်ထင်းစီအစည်းလိုက်ကိုတယောက်ချင်းချိုးစေမယ်ချိုးစေတည်းချိုးဟဲ့ကောမချိုးအောင်ဆွေချိုးရလား မရဘူး မရဘူးရော့ဆိုင်မင်းချိုးရလားကဲချိုးသမီးဦးရလားဟုတ်ပြီနောက်တစ်ယောက်ချိုးမဖဲဝါနာမည်အေးခမ်းပါမရောက်မလားဟုတ်ပြီရော့ချိုးကွယ်ချိုးအားဆိုင်မှန်ဆက်ချိုးခြင်းရလားချိုးဟိုအင်းနေ ရလားချိုးဂျန်တော့ရလားအင်းနေချိုးချိုးရလားဦးချိုးဝီချိုးဟုတ်ပြီအဲ့လိုထင်းစည်းကိုချိုးခိုင်းတယ်တဲ့အဖိုးကဆရာခုနမပြောဘူးလားသား3ယောက်ကိုထင်းစည်းချိုးခိုင်းတာ